D4 let's go ဒီနေ့ကတော့ career capital တိဆောက်ပါဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်မှာဖြစ်ပါတယ်များပါတယ်စာကဖတ်မယ်ကိုချစ်တဲ့အလုပ်ကိုလုပ်ပါဒါမှမဟုတ်လုပ်တဲ့အလုပ်ကိုချစ်ပါဒါစီတောင်းသားဘဝကနိုင်ငံမှာအကြီးကြီးရေးထားတဲ့စာဖြစ်တယ်တရုတ်နဲ့အမေရိကယဉ်ကျေးမှုကကွာတယ်အနောက်တိုင်းမှာက do what you love တရုတ်မှာက love what you do ဖြစ်တယ်တဲ့အမေရိကန်ဘယ်လူပေါ်မူတည်ပြီးလူတွေအတွက်နိုင်ငံရှိနေတယ်တရုတ်ပြည်မှာကလူတွေကနိုင်ငံအတွက်တည်ရှိနေတယ်ဒီတန်ဖိုးထားမှု lens กว่าတယ်ကိုချစ်တဲ့အလုပ်ကိုလုပ်ဖို့2019ကစလို့စင်ပေါ်မှာဟောပြောခြင်းတဲ့အတွက် speaker တွေအစီအည်ထွက်လာခဲ့တယ်သူတို့ရဲ့ passion နောက်ကိုလိုက်ဖို့တချို့ဆို300ချီနဲ့ယင်ပြီး follow your passion လုပ်ကြတယ်တချို့တွေအောင်မြင်ကြတယ်တချို့တွေထင်တယ်လို့ခီးမရောက်ခဲ့ကြဘူးဟုတ်တယ် passion ပေါ့နော်ဒါကတော့ကိုယ့်ရဲ့ skill ဟာဈေးကွက်မှာရှားပါမနေတာတန်ဖိုးအထားမခံရတာကြောင့်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကိုယ့်ရှေ့မှာကိုယ့်ထပ်ဖို့ skill ကျန်းတဲ့လူတွေရှိနေတာဈေးကွက်တဘောကြောင့်ဖြစ်ပါတယ်တဲ့။ဒါကိုတဲ့ Call Newport က career capital လို့ခေါ်ပါတယ်။ Call Newport ဆိုတာ deep what to so good they can ignore you လို့စာအုပ်တွေရေးခဲ့တဲ့စာရေးဆရာပါတဲ့။ MIT မှာ postgraduate အတွက်လုပ်ရင်passion hypothesis ကိုလေ့လာရင် so good they can't ignore you ကိုရေးခဲ့တာပါတဲ့လွန်ခဲ့တဲ့17နှစ်က Google Talk မှာပြောတဲ့ဗီဒီယိုတစ်ခုလည်းရှိရစိတ်ဝင်စားရင်ကြည့်ကြည့်ပါတဲ့ career capital ဆိုတာ rare and valuable skill ဖြစ်ပါတယ်တဲ့ rare and valuable skill ကျွန်တော်ဒီ marketing နယ်ပယ်တဲ့မဝင်ခင်2012ခုနှစ်ဇွန်လကစလို့ကျူတင်ပြင်ဆင်ရပါတယ်အဲ့ဒီအချိန်မှာ diploma တင်တန်းတွေတက်တာ MBA တက်တာကိုအလုပ်တစ်ဖက်နဲ့လုပ်ရတယ်လို့ပတ်တိုင်းစာတင်ပါတယ်2015ရောက်တော့ကိုပိုင်တင်တန်းကျောင်းစတင်ဖြစ်ပါတယ်တဲ့ passport တွေကကြိုက်တာမေဘယ်နေရာရှိလဲချက်ချင်းပြန်ပြောလို့ရတယ်ဆိုတာစီကျောင်းသားဘဝက accelerate တက်လန်းဒီပြင်ဆင်ထားတဲ့အပြင်စင်ကာပူမှာတင်တန်းတစ်ရက်ဒေါ်လာ1500တန်းတွေမှာယင်းနှိထားတာတွေလည်းအများကြီးပါပါတယ်ဆရာရန်ဖြစ်တယ်ပေါ့နော်ကိုအမြဲ train ပြီးလုပ်ညာပါဒီကောက်ဆိုရင်ဒီဘယ်နားမှာဘာရှိရဘယ်နားမှာဘာစကလုံးရှိရအဲ့လိုအစားတော့မှတ်မိအောင်လုပ်ထားတာပေါ့နော်အဲ့လိုမျိုးလေ့ကျင့်ထားတာပေါ့ကောင်းမွန်တဲ့လေ့ကျင့်မှုတွေရှိရဆိုတော့ဈေးကွက်ထဲမှာ rare and valuable ဖြစ်ဖို့ဆိုတာကလည်းကိုစကေးကရှားပါဒလားဖြစ်ဖို့ဆိုတာကိုစကေးကရှားပါဒလားလူတွေတန်ဖိုးထားဒလားတနည်းအားဖြင့်ကိုကျွမ်းကျင်မှုအပေါ်ငွေသုံးသလားဆိုတာမေးကြည့်ပါ CD baby ရဲ့ powder Derek Sleeper လားဘယ်လိုဖတ်ရမလဲမသိ Saber ပြောတယ်လို့တဲ့ငွေမရတဲ့ project ကို persuade မလုပ်ဘူးတဲ့ဘာကြောင့်လဲဆိုလူတန်ဖိုးမထားလို့တဲ့သူပြောတာလဲမှန်တယ်လားမှန်တယ် passion နောက်လိုက်ဖို့ထက်ကိုလုပ်နေတဲ့အလုပ်ကိုစိတ်ရကြအောင်လုပ်ပြီး career capital တိဆောက်ဖို့ကအင်မတန်အရေးကြီးပါတယ်ဒီလိုတိဆောက်ဖို့ကြိုတင်ပြင်ဆင်ပြီးတခြားအခြေယူလေ့ကျင့်ဖို့လိုပါတယ် deliberate practice ပါတရက်ကိုစာ6နာရီတင်ရင်တစ်နှစ်ကို2190နာရီ9နှစ်ကိုနာရီပေါင်း1950ဖြစ်ပြီးတဲ့ဒါကြောင့်2013ကစပြီးနိုင်ပေါင်း1000ပြည့်အောင်တင်ကြားရေးဂျာနီစတင်ခဲ့တယ်2018ကစတင်လို့ခိုချီနိုင်1000ဂျာနီစတင်နေတယ်2018ကဆရာပြည့်သွားလာပြီ2023လောက်ဆိုရင်လေဒါဆရာရဲ့သူ့ရဲ့ page မှာတင်ထားတဲ့စာတွေပေါ့နော်ဆရာသူ့ရဲ့အတွေ့အကြုံတွေသူလုပ်နေတဲ့ဟာတွေပဲချပြတာလေဟုတ်တယ်အဲ့မှာသူအောင်မြင်ခဲ့တဲ့ဟာတွေဘယ်လိုနည်းလမ်းတုံးခဲ့တယ်ဆိုတဲ့ဟာတွေပေါ့နော်ချပြထားတဲ့ဟာတွေပေါ့နော်အဲ့ဆိုတော့ဆရာရဲ့စာတွေပေါ့နော်ဆရာရဲ့ memory ပေါ့ဆရာရဲ့အတွေ့အခေါ်ပေါ့နော်ဒီထဲကတော့D1 ပြီးတော့ပါပြီနောက်ထပ်မနေ့ပြန်သွားမယ့်ဟာလူတွေမမိအောင်တို့လည်းပြောင်းလိုက်ပါတယ် D5 ကဒီစာအုပ်ရဲ့ main နာမည်ပေါ့နော် main နာမည် D5 မဖတ်သေးပါဘူးဒီထိပြီးလိုက်ပြီပေါ့နော်ဒီဘယ်နှခုဖတ်ခဲ့လဲခဏ၄ခုမှာခေါင်းတင်ဘယ်နှခုဖတ်ခဲ့လဲဆိုရင်ပထမဆုံးတစ်ခုကစမ်းတက်ရမှာမကြောက်ပါနဲ့ဒုတိယတစ်ခုကတိုးတက်ရေးအတွေ့အခေါ်များအဲ့ဒီနေ့အလောက်ကမနက်ဖြန်အတွက်အချိန်အများကြီးထွေတာပေးရမယ်အချိန်မဖြုံးပါနဲ့5 minutes rule နောက်က career capital โอเคဒီဖို့ပြီးတော့ရှင်ကဲဒီကိတာမနက်ဖြန် D5 ပေါ့နော်ဆက်သွားမယ်ဒီစာအုပ်ကိုတကောင်းခေါင်းစဉ်တစ်ခုချင်းကိုရအောင်ဗီဒီယိုရိုက်ပြီးဖတ်မယ်ပေါ့နော်လုံနိုင်အောင်လုပ်မယ်ပေါ့တခုခုဆွဆွမြဲမြဲလုပ်ကြည့်အောင်မယ်